အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပင်းနေတီပင်ကပီဟင်းချက်ပါမယ်အဲ့တော့ရင်တော့ပင်းနေတီကိုကျွန်တော်စပြီးတော့အနေတော်လေးလေးလိုက်ပါမယ်ပြီးရင်ချက်သွန်ကိုလည်းကျွန်တော်စစ်ပြီးတော့နေတော်ရင်လေးလီးပြီးတော့ထည့်မှုအတွက်ပြင်ဆင်ပါမယ်ပြီးတော့ကျွန်တော်ရေးဒီဇိုင်းပါပါမယ်ရေးဒီဇိုင်းလည်းကျွန်တော်လည်းထည့်ပါမယ်နောက်တစ်မျိုးအနေနဲ့ကျွန်တော်ချင်းချင်းမီကိုနည်းနည်းဘာဘာလေးလီးထည့်ပါမယ်ပြီးတော့နောက်ထပ်အဓိကလိုရဲကျွန်တော်ပင်ကပီထည့်ပါမယ်ဒါတော့အားလုံးပြင်ဆင်ထားတာဖြစ်ပါတယ်ဒီတော့ကျွန်တော်ပင်နေတီချက်ခင်မှာကျွန်တော်ကြော်ဖို့တော့ဗောနော်ကြော်လို့တော့ပြင်ဆင်ပါမယ်ဒီတော့ရည်တည်ထည့်ပါမယ်ပြီးရင်ကျွန်တော်ခင်းဒီနဲ့ထည့်ပါမယ်ပြီးရင်စားနေငယ်ထည့်မယ်ပြီးရင်ကျွန်တော်ပင်ကပြားရေးထီနေငယ်ထည့်ပါမယ်ပြီးတော့ကျွန်တော်ရေကောင်းမှုနဲ့ထည့်ပြီးတော့ကျွန်တော်ဖြုတ်ကိုဒီမှာအောင်ကျွန်တော်မှုလိုက်ပါမယ်ကြောက်မှွေပြီးတော့ကျွန်တော်ခဏထားလိုက်မှာပေါ့နော်ပြီးနေကျွန်တော်ပင်နေတီရင်ချက်ပါဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ပင်နေတီရင်ဆက်ချက်လိုက်အောင်ဒီဆုံးတေဥပူတွေကိုကျွန်တော်စီရင်ထည့်ပါမယ်စီပူတိုင်းကျွန်တော်တို့စနစ်မှုနဲ့ထည့်ပါမယ်စနစ်မှုနဲ့ထည့်ပြီးတော့ခဏဆောင်ပြီးတော့ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ချက်သွန်းအနေထည့်ပါမယ်ဒီနေ့ငယ်မှွေပြီးရနောက်မှာကျွန်တော်ဟုတ်တယ်ပင်ကပီနှစ်ကိုထည့်ပါမယ်ပုံမှန်ချက်နေကြပင်နေတီဟင်းနဲ့မတူဘဲနဲ့ကျွန်တော်ဒီနေ့ပင်ကပီလေးထည့်ပြီးချက်နိုင်တဲ့အတွက်ရတာတစ်မျိုးစမ်းပြီးတော့ပိုပြီးစားလို့ကောင်းပါတယ်ဒီရည်ဒီစိမ်းကျွန်တော်တီးဟာလေးထည့်ပါမယ်ပြီးငယ်မှွေလိုက်ပါမယ်မှွေပြီးတော့ကျွန်တော်ပင်နေတီထည့်ပါမယ်ငယ်နှံ့မှွေပြီးတာနဲ့ခဏထားလိုက်ပါမယ်ပြီးရင်ကျွန်တော်ရေနဲ့ထည့်ပါမယ်ဒီဖုန်းခဏအုပ်ပြီးတော့ထားလိုက်ပါမယ်ရေနဲ့လိုတာဖြစ်တဲ့အတွက်ကျွန်တော်ရေနဲ့ထည့်ပါတယ်ပြီးတော့ဖုန်းအုပ်ပြီးခဏထားလိုက်ပါမယ်ဒီတော့ရတာတော့ကျွန်တော်ပင်ကပြားကြီးဂျီနဲ့ပင်ကပြားကြီးနောက်ရောထားလေးနည်းနည်းထည့်ပါမယ်ပြီးငယ်လေးမှွေပြီးတော့ဖုန်းခဏထိုးထားလိုက်ပါမယ်ခဏကြာမှကျွန်တော်ခင်းကြီးလေးထည့်ပါမယ်နည်းတော့ထည့်မှွေပြီးတော့ဖုန်းခဏအုပ်ထားလိုက်ပါမယ်နည်းငယ်ဆူလာတဲ့ခါမှာကျွန်တော်ရေကောင်းမှုလေးနဲ့ပွားထပ်ဖြူလိုက်ပါမယ်ပြီးတော့ရင်တော့ထည့်ကျွန်တော်ဒီပဲထောင်းတာလေးထည့်ပါမယ်ဒါလည်းအနက်လေးမွေးပြီးတော့ပိုပြီးစားရကောင်းပြပါတယ်ပင်နေတီဟင်းကိုပိုပြီးဆွဆောင်မှုရှိသေးတဲ့အနံ့မျိုးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရတာတဲ့ကျွန်တော်အချိန်လေးနည်းနည်းပါအောင်တညာလေးနည်းနည်းညှိထည့်ပါမယ်ဒီတော့ဖုန်းကနအုပ်ထားရပါမယ်
ပြီးတော့နောက်ထပ်အမွှေးထိုင်ရင်ကျွန်တော်နာမည်နဲ့ထည့်ပါမယ်နာမည်လေးပေါ်အုပ်ပြီးနော်ကျွန်တော်တို့ပင်နေဟင်းတစ်ခွက်ရပါပြီကျွန်တော်လွယ်ကူပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်ကြောက်ကြော်ဖို့တော့ပြင်ဆင်လိုက်ပါမယ်စီဘူးတိုင်းနော်ကျွန်တော်ကြောက်ကိုထည့်လိုက်ပါမယ်ကျောင်းကလည်းမှုကြောဖြစ်တဲ့အတွက်ဒီနှစ်သက်ရစာပလာထည့်ပြီးတော့ရိုးသမမှုပြီးရတယ်ကျွန်တော်ကျူးရှင်းတွေကိုလည်းနေလမ်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်ဆောက်လုပ်ကောင်းပြီးတော့ရုပ်ရှင်တွေကိုရဲ့ပင်နေတီနဲ့ကျောက်ကြုံလေးကိုကျွန်တော်တင်ပြပေးနေတာဖြစ်ပါတယ်ဒီနေ့လည်းလိုက်ပြီးတော့ချက်စားကြည့်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အားလုံးကြည့်ရှုပေးရတဲ့ဒီနေ့အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်